ကျွန်တော်တော့ရရတယ်မှာကြတော့ဆောင်းရအေးရပါတကယ်အေးရရန်ကုန်မြို့ကြီးတို့မြို့ကြီးလေးလို့သာအဲ့တော့ခုံးငွေများနေပြီးတော့အဲ့တော့တက်တွေများနေပြီးတော့အမှလုံးဝကာဗွန်ဒိုင်အောက်ဆိုက်ထုတ်လွှင့်ပြီးတော့ပူလောင်နေတာမဟုတ်ဒီဘက်မှာတော်တော်အေးတယ်ကျွန်တော်တော့ခိုက်ခိုက်တောင်းနေတာတကယ်ကိုခိုက်ခိုက်တောင်းနေတာအေးတာမှတော်တော်အေးတာမှကောင်းကင်ကြဲကြီးကိုကြည့်လိုက်ကျွန်တော်ဆိုဇူးဆွဲပြမယ်ဇူးဆွဲပြမကောင်းကင်ကြဲတွေပါရညာတွေမကြဲတုံးတော့တွေ့တယ်ဟောတွေ့လားဒူဝင်ကျလို့ပြောကြတာဗျာဘာကြဲလဲတော့မသိဘူးမတွေ့လားဒူဝင်ကျလို့တော့ပြောကြတာအရင်လည်းတောက်ပနေကြတယ်တော်ရအေးချမ်းလို့အေးချမ်းဖို့အရန်ကောင်းတယ်ဗျတကယ်ကိုအေးချမ်းတာလောင်းအောင်မှာရန်ကုန်မြို့မှာဆိုလို့ကျွန်တော်တို့ဘယ်လိုနေရလဲဆိုတော့လောင်းကပူးတောင်းတယ်ဗျဒီချိန်ဆုံးကအေးဘူးတောင်မှာအဝေးကြီးပဲအေးချမ်းတဲ့နေရာပဲနေရာသွားမယ်ဆိုရန်ကုန်မြို့ပြမှာသွားမယ်ဆိုရင်စုလီဖျားနာတော့မှဟိုသာဘာလဲကျွန်တော်မေ့ပါပြောနေတယ်ဂျန်ရှင်စီတီတို့အဲ့လိုမျိုးတော့အရေးကြတဲ့နေရာမှာဆိုအရန်အေးကြတယ်အေးတဲ့ရာသီပေါ့ရန်ကုန်မြို့ကကြတော့သူကမြို့ပြဖြစ်တဲ့အတွက်ကြတော့အိဇောဆိုတာအဲ့လိုဆက်ပစ္စည်းပေါ့အခုဒီမှာတောင်းနေတဲ့လေယာတောင်းဆက်ပစ္စည်းတွေကအိဇောထွက်တဲ့အငွေးဆိုတာရှိအဲ့လိုငွေးတွေကြောင့်လောင်းဝမအေးရဘူးဗျာအဲ့လိုငွေးတွေကြောင့်လောင်းဝနည်းနည်းပူကြတယ်ဒါပေမဲ့ဒီမှာတော့တော်တော်အေးရပဲလက်ကွင်းမြင်နေပဲပတ်ချတယ်လက်ကွင်းမြင်နေဒါလဲထုံးစားတွေပေါ့လဲထုံးနေရတယ်အရင်ကြောက်ဖို့ကောင်းတယ်တဘာဝရဲ့အငွေ့တော့ထိတွေ့ရကျွန်တော်တို့ဒီဟိုမှာလေဘက်တွေအဲ့လိုမျိုးတောရဲရွာပေါ်မှာကျတော့အဲ့လိုမျိုးရှားတယ်ဗျအဲ့ဆိုအငွေ့ထုတ်လွှင့်မှုကလည်းနည်းလေးရှားတယ်မကြည့်ကျွန်တော်တော့တွေ့လားအရန်အေးတာဗလာထေရတာငွေတွေပါထွက်တယ်ကဲဝေးရအရန်အေးတော့ဆောင်းလင်းဆိုတာအခုဆောင်းလင်းရပြီဆိုတော့ဆောင်းလင်းဆိုလဲဆောင်းလင်းလိုမျိုးတကယ်ကိုအေးတာမှာပူဆိုးပဆက်ကြီးကိုအေးတာပိုးဆိုးပဆက်ကြီးကိုအေးတာတော်တော်ကြီးကိုအေးတယ်